ဝေးကတော့ဒီကျွန်တော်တို့လက်ဝေးစားတင်နေတာပေါ့ဆရာတွေကမကောင်းတဲ့နေရာကိုအသုံးချအောင်အပြင်မှာရံမဖြစ်ရဘူးလားဆရာကြီးအမြဲတမ်းဆုံးမတဲ့စကားပေါ့ဝေးကတော့အပြင်မှာမတုံးချတာအကောင်းတယ်ပေါ့ဘာလို့ဒီကတိုက်ခိုက်ရေးမှာအကျဉ်းဆုံးအာကစားနေဖြစ်တယ်ပေါ့ဒီကတက်ပြီးတော့အပြင်မှာဝင်နေဖြစ်မယ်ဆိုရင်ဒါမကောင်းတဲ့ဥစ္စာပေါ့အဲ့ဒါဒီပညာကိုတက်ပြီးတော့အပြင်မှာတုံးချလက်ဝေးကျွတ်သေးသေးကျူးရမှာပဲတုံးချဖို့ပြောနေတယ်သူကတော့ဒီကောင်တာဖြုတ်မယ်လို့ပြောတာပေါ့ဒါသူတို့အင်တာဗျူးမှာလည်းပါလာလို့ဆိုတော့သူကောင်တာဖြုတ်မှာအမှတ်ပေးစနေတယ်ဒါလည်းတစ်ခုကောင်းတော့ကျွန်တော်နိုင်ငံကသွားမယ်ဆိုလို့ရှိရင်အမှတ်ပေးစနေကကောင်းတော့ပေါ့ဒီနေ့မှတော့ဒီကျွန်တော်တို့ဒါကျွန်တော်တို့ယူရအောင်ချစ်ချစ်လို့ရှိတယ်ဒါပေမဲ့နိုင်ငံကကျွန်တော်တို့ကမ္ဘာဝင်နေသွားမယ်ဆိုအားလုံးကစားနည်းအားလုံးအမှတ်နဲ့ပဲဆိုတော့ကျွန်တော်လည်းအမှတ်နဲ့ပြတယ်ဒီမြန်မာလူမျိုးတွေကတော့အဓိကကျွန်တော်တို့ကဒီအပန်းမပါဘူးပွဲပြီးတည်ကြပြီဆိုတော့ထိုးခံနိုင်ကြတဲ့ကစားသမားတွေရှိတယ်ပေါ့ဒါပေမဲ့ဟိုမှာအမှတ်နဲ့ဆိုတော့အရင်ခံလို့မရဘူးဒါကတော့ဒီပြတွေကျွန်တော်တို့တိနားလေလူတွေပို့ပြီးဆုံးပြအောင်ကျွန်တော်တို့တော့မသိဘူးကောင်းတော့ပါတယ်ဆိုအမှတ်နဲ့ထုံးပေါ့ဟိုတော့လို့တည်ကြရင်ငါးကြီးတည်ကြမဟုတ်တော့ဘူးအမှတ်နဲ့ဆုံးပြမယ်ပြီးလို့ရှိရင်တော့ဝိတ်တန်နဲ့ထိုးအောင်ပေါ့အရင်ကဆိုချန်ပီယံဆိုရင်ဒါကျွန်တော်ငယ်လေးကဝိတ်မတူတဲ့ထိုးအောင်နိုင်ငံကလက်ကောင်ခိုင်းရင်ဒီလိုဆိုစိန်ခေါ်လို့ရတယ်အခုတော့ဝိတ်တန်လိုက်သွားမယ်ဆိုဝိတ်တန်လိုက်ချန်ပီယံတွေပေါ်လာတယ်ကျွန်တော်တို့ယုံကြည်တော့ကျွန်တော်တို့ဒီကမြန်မာလက်ဝိတ်ဖြစ်တဲ့အတွက်မြန်မာကစားသမားတွေအများကြီးဒီများနဲ့ခံရရင်ရှင်းလဲကောင်းတယ်အမှန်နဲ့ထိုးလို့မဲ့လည်းဒီငါးကြီးကိုခံဖို့တော့မလိုဘူးပေါ့မြန်မာကစားသမားတက်တာကိုတာကြားနေတယ်ချုပ်ကစားသမားတွေဆိုတာမခံနိုင်ဘူးပေါ့ငါးကြီးကိုအဲ့တော့မြန်မာကစားသမားတွေကတော့ဒီမြန်မာလက်ဝိတ်လို့ရှိရင်မြန်မာကစားနဲ့အားသားကြအများကြီးရှိတယ်မြန်မာလက်ဝိတ်ကိုအားပေးကြတဲ့ပြည်သက်တွေကိုနှုတ်ဆက်ပေးပါဦးကျွန်တော်ဒီမြန်မာလက်ဝိတ်ပဲအားပေးတဲ့ပြည်သက်တွေကျွန်တော်အားပေးလို့အများအားကျွန်တော်တရားကြီးကြီးနေတော့သူတို့တွေအားပေးလို့လည်းကျွန်တော်တို့လက်ဝိတ်နာမည်ကြီးပြောဖြစ်လာတော့သူတို့တရားကြီးအကုန်လုံးကြီးကြီးနေတယ်လေးသားကျေးဇူးပါ